ပထမဆုံးအနေနဲ့ဒီလူငယ်လေးကခရမ်းရောင်အစေးခဲလေးတွေကိုချင်းထဲကနေဂယူတစိုက်ကောက်ယူနေပါတယ်။ပြီးတော့သူကအဲ့ဒီအစေးခဲတွေကိုရှေးဟောင်းချင်းခွင်လေးပေါ်တင်ပြီးအလေးချိန်ကိုသေချာချင်းတွယ်နေတာပါ။ချင်းတွယ်ပြီးသားအစေးခဲလေးတွေကိုပန်းကြီးကချဲထားတဲ့ကြွေပန်းကန်လုံးလေးကျဲကိုထဲလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူကရေကြီးတွေကိုပန်းကန်လုံးထဲကအစေးခဲတွေမြုပ်သွားတဲ့အထိလောင်းထည့်ပေးလိုက်ပါတယ်။ပြီးရင်တော့အနီရောင်အဖုံလေးနဲ့ဖုံအုပ်ပြီးတညာတာလောက်စိန်ထားလိုက်ရမှာပါပဲ။ကောင်းကင်ရံမှာတင်တိုက်တွေကလားပါတဲ့အယောင်တွေနဲ့ရွေးလျားနေပြီးအချင်းတွေကုံဆုံးသွားတာကိုပြသနေပါတယ်။နေဝင်ရိုးရီအချင်းရလားပါတဲ့မြင်ကွင်းလေးကတကယ်ကိုရင်သက်ရှူမော့ဖွယ်ရပါပဲ။အခုတော့သူကလက်ဆက်တဲ့နင်းစီပန်းနီနီလေးတွေကိုတဖွင်းချင်းစီဂယူတစိုက်ချွေးယူနေတာပါ။ပန်းပွင့်ဖတ်လေးတွေကိုပန်းချင်းမှာစူပုံထားပြီးအရေးအသွေးမကောင်းတဲ့အစိပ်ပိုင်းတွေကိုဖယ်ရှားပစ်လိုက်ပါတယ်။အဲ့ဒီနောက်တစ်သားပုံကြီးရဲကိုရေကြီးတွေအဖြစ်ဖြီးလိုက်ပါတယ်။ချွေထားတဲ့နင်းစီပွင့်ဖတ်လေးတွေကိုရေထဲကိုအကုန်လုံးထည့်ပြီးတန်းစင်အောင်ဈေးကြောပေးနေတာပါ။သူကလမ်းနှံဖတ်နဲ့ပွင့်ဖတ်လေးတွေကိုညင်သားစွာဖွတ်တိုက်ပြီးဖုံးဝင့်တွေစင်အောင်လုပ်နေပါတယ်။ဈေးကြောပြီးသားပွင့်ဖတ်လေးတွေကိုတော့ဘန်းထဲကိုဖြန့်ဆယ်ယူလိုက်ပါတယ်။အခုဆိုရင်ဈေးကြောပြီးသားနင်းစီပွင့်ဖတ်လေးတွေကိုကြောင်းငရုပ်စုံထဲထည့်လိုက်ပါပြီ။သူကကြောင်းငရုပ်ကြီးဖွေနဲ့ပွင့်ဖက်လေးတွေကြည်ညတ်သွားအောင်အားစိုက်ပြီးထောင်းဖေးနေတာပါ။ပွင့်ဖက်လေးတွေတဖြည်းဖြည်းနဲ့အနစ်တွေထစ်လာပြီးအယောင်တွေထွက်လာတာကိုတွေးရမှာပါ။သူကပွင့်ဖက်လေးတွေကိုထပ်ခါတလဲလဲထောင်းပြီးအနီရောင်အနစ်လေးတွေရအောင်လုပ်နေတာထွက်ပါတယ်။ထောင်းထားတဲ့နင်းစီအနစ်တွေကိုအဖြူရောင်ပိစာလေးဘွားကိုတင်လိုက်ပါတယ်။ပြီးတော့အဲ့ဒီပိစာကိုစူစည်းပြီးလက်နဲ့အားကုန်ညစ်ချလိုက်တဲ့အခါမှာတော့တောက်ပတဲ့နင်းစီရည်အနီလေးတွေကပန်းကန်လုံးထဲကိုစီးကျလာပါတော့တယ်။စောစောကစိန်ထားတဲ့အစေးရည်တွေကိုကြီးအိုးကြီးထဲကိုလောင်းထည့်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ကြောက်တလင်းလိုအစေးခဲလေးတွေကိုချိန်တွယ်ပြီးကြောင်းငရုပ်စုံထဲမှာအမုံဖြစ်အောင်ထောင်းလိုက်ပြန်ပါတယ်။ရလာတဲ့အစေးမုံလေးတွေကိုစူဖွက်ညီတဲ့ကြီးအိုးထဲကိုဖြူထည့်လိုက်ပါတယ်။သူကတစ်သားရောင်မားလေးနဲ့အနေမထိုင်အောင်အဆက်မပြတ်မွေးပေးနေတာပါ။အဲ့ဒီနောက်မှာတော့အဖြူရောင်တစ်ခေါက်ဖက်လေးတွေကိုပန်းခန့်လုံးထဲကနေစူးပွက်နေတဲ့အရည်တွေထဲကိုထည့်လိုက်ပါတယ်။သူကမီးဖိုးဘေးမှာထိုင်ပြီးအရည်တွေပြစ်လာအောင်စိတ်ရှည်လက်ရှည်နဲ့မွေးပေးနေတာပါ။မီးဖိုးထဲကမီးခဲလေးတွေကလည်းတစ်ဖြတ်ဖြတ်နဲ့တောင်းလောင်နေပါတယ်။ဖြူထားတဲ့အရည်တွေကိုအဖြူရောင်ပိတ်စနဲ့ထပ်ပြီးစစ်ထုတ်ပေးရမှာပါ။ပူပူနွေးနွေးအရည်တွေကိုပိတ်စတဲ့လောင်းထည့်ပြီးအနစ်တွေကိုဖယ်ရှားလိုက်ပါတယ်။ပြီးရင်တော့ပိတ်စကိုညစ်ပြီးတန်းစင်တဲ့အရည်တွေကိုပဲယူလိုက်ပါတယ်။စစ်ထားတဲ့အရည်တွေကိုကြီးဦးထဲပြန်ထည့်ပြီးနင်းစီရည်အနီလေးတွေကိုပါရောဆက်လိုက်ပါတယ်။အခုဆိုရင်အယောင်ကတကယ်ကိုရဲရဲနေသွားပါပြီ။သူကမီအေးအေးနဲ့အဆက်မပြတ်မွေးပြီးရင်အရည်တွေပြစ်ခဲလာအောင်လုပ်နေတာပါ။အယောင်တီးမဲ့ဖို့အတွက်ရှောက်တီးရည်လေးတွေကိုလည်းညစ်ထည့်ပေးလိုက်ပါသေးတယ်။ပြီးတော့ပြားဖျောင်းဖြူဖြူလေးတွေကိုပါထည့်ပြီးတေးချအောင်ထပ်မွေးပေးလိုက်ပါတယ်။အားလုံးပြီးသွားတဲ့အခါမှာတော့မီးဖိုးဖော်ကချလိုက်ပြီးအေးခန့်ထားလိုက်ပါတယ်။အေးသွားတဲ့အခါမှာတော့မွေးရင်နာလေးရအောင်ပန်းဖွင့်ရည်စင်လေးတွေကိုစမ်းထည့်လိုက်ပါတယ်။နောက်ဆုံးမှာတော့ရလာတဲ့နင်းစီနိုခန်းဒီအနစ်တွေကိုလှပတဲ့ကြွေအိုးလေးတွေထဲကိုဂယူတစိုက်လောင်ထည့်လိုက်ပါပြီ။သူကနိုခန်းဒီအနစ်လေးတွေကိုစုတ်တန်းလေးနဲ့တို့ယူပြီးလမောင်းဖော်မှာစမ်းသပ်ပြနေပါတယ်။အယောင်လေးကတကယ်ကိုတဘာဝကြာကြာနဲ့လှပနေတာကိုတွေ့ရမှာပါ။ဒီလိုနဲ့ရှေးဟောင်းနီးစနစ်အတိုင်းပြုလုပ်ထားတဲ့နင်းစီနိုခန်းဒီလေးကတော့အောင်မြင်စွာပြီးဆုံးသွားပါပြီ